ချစ်ကလေးရဲ့အိုအကြောင်းမျိုးမျိုးကြောင့်ခွဲတို့နေရခွဲသွားမှကိုဆိုတယ်ရှင်နာစရာစကားတွေလေပြောရကြဖို့မောင်တီးပဲချင်နာစွာပြူတွေနဲ့ချီရသူမှမိတယောက်ပဲကိုအိမ်မရတဲ့ညပေါင်းဝေးလေညခဲ့ပြီးမောင်ချောင်းခွဲတကယ်ဆိုရင်ချင်နာတဲ့နှလုံးရှိကြမယ်လူတိုင်းပဲနေရမသိချတဲ့အချစ်မျိုးကိုမလိုလားတဲ့စင်ပြေတာရှိ